မဲမဲတက်တက်လေးနဲ့ဖတ်ထုတ်ကြော်လေးရပါပြီလဲတာတော်တော်မဲပါအခုလိုမျိုးလုံးစားကြည့်ကြပါနော်အရင်စားကောင်းပါဒီနေ့မှာတော့ဖတ်ထုတ်ကိုအကျော်ပေါင်းစပစ်ပါတယ်အခုနဲ့တူလိုက်လို့ကြည့်အောင်စတော့အတန်ပါတယ်ဆိုပေမဲ့အတန်တိုးနေလို့အတန်လေးသွင်းလိုက်ပါမယ်အရင်ဆုံးအာလူးလေးနဲ့ချက်သားလေးရယ်ချက်သွန်လေးကိုလှိထားတာလေးကိုနေမင်းပေါ့နော်အာလူးလေးအရင်ဆုံးခြေပါမယ်အာလူးလေးကိုတော့ပြုတ်ထားရပေါ့နော်ကြော်လို့ရှိရင်မကြက်မှစားလို့ဆိုပြီးတော့ပြီးရင်တော့အနှုံးမုံမှာသနှုံးမုံလေးစားလေးချုံမုံလေးတွေထည့်မယ်ပေါ့နော်အရသာလေးထည့်ပါမယ်ထည့်ပြီးရင်တော့နေပါမယ်အရင်တော့မုံလောင်းကြီးနဲ့ချက်သားလေးနဲ့မုံလောင်းကြီးဆိုတော့လုံးလုံးနဲ့စင်ပေါ့နော်ဒါတော့သူကအာလူးလေးနဲ့အာလူးလေးကိုတော့ပြုတ်လိုက်အမြင်ရတော့မလားပါကြော်ပြီးမှလာမဆလာလေးနဲ့ထည့်ပါမယ်။နိုင်ထည့်ပါ။ဒီတော့ဒီဖက်ရကလေးနဲ့ထည့်မယ်ပေါ့နော်။ဒီတော့မဆုံးလေးနဲ့အစုံထည့်ပါ။ဒါလေးကိုကပ်ဖို့ဒီဘေးလေးကိုကပ်ဖို့တော့ရေလေးလိုပါမယ်။အကြောင်းမျိုးရေလေးနည်းနည်းထည့်လိုက်ပါ။ရေလေးနဲ့ဒီဘေးလေးကိုစုပ်ပေးရပါမယ်။တိတ်ကလာပါတော့မလုပ်တတ်ဘူးပေါ့ဆင်ပြေတယ်လို့ဒီလိုလေးပဲလုပ်လိုက်ပါတယ်နောက်မှလှလာတော့ပေါ့နော်ကိုကဒီလိုလေးပေးသားတွေလည်း2မျိုးလို့လုပ်ပြရမှာဆိုလို့ဒါလေးအများကြီးပဲထည့်လိုက်ပါတယ်အဲ့ဒီလိုလေးဖွင့်ပြီးပေါင်းရပါတယ်လက်ကလေးကလာဒီလေးနဲ့တခြားလေးကလုံးလေးရမလာပါကိုယ်တိုင်စားမှဆိုလာလာမလာလားပါလားမလာနဲ့အဆုံးလှကြရမလို့ဒီပါအဲ့ဒါပေါ့ပါဒီအဲ့ဒါပေါ့ပါဒီလည်းရတော့မန်လိုလေးမမဖတ်တော့ကလေးရလာပါပြီလာလားမလာလားပြီးပေါ့နော်ဒါမဲ့ပေါင်းပြီးကြော်ပြီးရင်တော့စားလို့ကောင်းမှသိကြတယ်နည်းနည်းအရင်ဆုံးဒါလေးကိုဖတ်တော့ပါမို့အတွက်ကမျိုးထဲမှာပေါင်းမှဖြစ်တဲ့အတွက်ကြောင့်ဒီလိုဟာလေးကိုစီလေးနည်းနည်းတုပ်ပါစီမတုပ်ဘူးဆိုရင်ကတ်တက်လို့ပါဒီဘက်မှာဆိုတော့စီလေးနည်းနည်းစီလေးပဲတုပ်တယ်မရှိဘူးလက်နည်းနည်းတုပ်ပါမယ်ဒါတော့ဖတ်တော့ပြီးစီပြီးပါနည်းနည်းတော့မလားတလားလေးပေါ့ရေလေးကိုဒီလောက်အနေထားပေါ့နော်